8 နာရီလက်ထိုးပြီဆိုတော့အလုပ်ဆင်းချိန်လေးကိုရောက်လာခဲ့ပါပြီအခုကတော့အလုပ်မဆင်းခင်အရှင်လောက်ရမယ့်ချိန်မှာဓာတ်ပုံရှုပ်ရိပ်နေတာပဲဖြစ်ပါတယ်ရှင်ဒါကတော့ကျမတို့အလုပ်ထဲကအလုပ်ခွင်လေးပါရှင်အခုကမီးလဲပိတ်ပြီးတက်ရှင်းလဲလုပ်ပြီးပြီဆိုတော့ပြန်ပါတော့မယ်ဒါကတော့ကျမအလုပ်ပြန်တဲ့ပုံစံလေးပဲဖြစ်ပါတယ်ရှင်တနေ့တာမှလေးအလုပ်ပြန်တဲ့ချိန်ကအပျော်ဆုံးပါပဲရှင်ဒါကတော့မမဖြူပါကျမတို့လုံမာလေးလှုပ်ဆင်းတဲ့အချိန်စခရင်ဖက်ရပါတယ်ရှင်ကျမတို့ကလေစက်ရုံကပေးထားတဲ့အဆုံမှာပဲနေပါတယ်ရှင်အခုကတော့အဆုံကိုပြန်ပါတော့မယ်ရှင်ဒါကတော့လှုပ်ပြန်ချိန်မြင်ကွင်းလေးပါတို့စက်ရုံမှာလေဒီနေ့ပီမိန်စားပွဲရှိပါတယ်ရှင်ပီမိန်အလုပ်ပေးရလေးလည်းတဖြည်းဖြည်းနဲ့နီးလာခဲ့ပါပြီအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်